ရခိုင်ပြည်စစ်တွေကနေရန်ကုန်ကိုသွားတဲ့လေယာဉ်လက်မှတ်ဈေးနှုန်းဟာတစ်စောင်ကို10 သိန်းကျပ်အထိရောက်နိုင်တယ်လို့စစ်တွေဒေသခံတွေကပြောပါတယ်။လက်ရှိမှာစစ်တွေရန်ကုန်စစ်တွေအပြင်ပြည်တွင်းလေကြောင်းပလန်တန်းပြေးဆွဲမှုဟာလေယာဉ်စီအခက်အခဲကြောင့်ရပ်နားထားရတာဖြစ်ပါတယ်။ဒါပေမဲ့လာမယ့်ဧပြီလ4ရက်မှာစစ်တွေရန်ကုန်လေယာဉ်ပလန်တန်းပြေးဆွဲမှာဖြစ်ပြီးလက်မှတ်ဈေးနှုန်းက10 သိန်းအထိရောက်ရှိမှာဖြစ်တယ်လို့သတင်းတွေထပ်ပေါ်နေပါတယ်။လေယာဉ်လက်မှတ်ဈေးနှုန်းဟာလက်ရှိလေယာဉ်ပလန်တန်းပြေးဆွဲမှုမရက်နာခင်အထိငွေကျပ်9 သိန်းကနေ6 သိန်းအထိသာရှိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တစ်ပတ်ကနေစပြီးလေယာဉ်စီအခက်အခဲကြောင့်စစ်တွေအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းပြေးဆွဲမှုတွေကိုရပ်နားထားတာဖြစ်ပါတယ်။အခုသူတို့ပါတီကလူတွေပဲသွားမယ်ဆိုရင်လေရင်တစည်းစာလောက်ဖြစ်သွားမယ်ပါတီကသွားမယ်ပြီးလို့ရှိရင်ဝင်ကြီးချုပ်နဲ့ဝင်ကြီးချုပ်မိသားစုတွေဝင်ကြီးချုပ်နဲ့ပတ်သက်တဲ့အဖွဲ့တွေပါမယ်ဒေါ်စောမြရာဇာလင်းလည်းရှိသေးတယ်ဆိုတော့သူတို့အုပ်စုနဲ့ဆိုတော့လေရင်တစည်းစာဖြစ်သွားတယ်လေရက်နီမှာထွက်နေလို့ပြောတယ်လက်မှတ်တွေဝယ်ထားလို့လည်းမရဘူးသဘောကလေရက်နီထွက်မယ်ဟာမှာအစိုးရပိုင်းဆိုင်ရာအုပ်စုတွေတဝက်လောက်ပါသွားမှာပဲလေပြီးလို့ရှိရင်ဝန်တန်းတွေတင်ညာအတွက်ပြန်မဲ့ဝန်တန်းတွေရှိတယ်လေပြီးလို့ရှိရင်အစိုးရပိုင်းမှာတရားရုံးတို့တရားဥပဒေတို့အပြောင်းရွှေ့တွေလည်းရှိတယ်လေအဲ့ဒီနေ့တရက်တည်းပြောင်းကြမှာဆိုတော့လေရင်ထွက်တဲ့နေ့မှာသူတို့အုပ်စုနဲ့တင်ပဲလေရင်ကတစည်းဖြစ်သွားပြီပေါ့အဲ့ဒီလိုမျိုးဖြစ်သွားနိုင်တယ်လေလို့စစ်တွေဒေသခံတယောက်က Arikta Times ကိုပြောပါတယ်ဒါပေမဲ့လေကြောင်းလိုင်းတွေကတော့ဘယ်နေ့မှတရဝင်ကြံတန်းပြေးဆွဲမယ်ဆိုတာနဲ့လက်မှတ်ဈေးနှုန်းတွေကိုတော့ထုတ်ပြန်တာမရှိသေးပါဘူး။လက်ရှိမှာလေရင်စီနဲ့ပတ်သက်ပြီးလေကြောင်းလိုင်းတွေနဲ့သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေညှိနှိုင်းဆွေးနွေးလျက်ရှိနေတယ်လို့ဆိုပါတယ်။ပြည်တွင်းမှာလေရင်စီအပါအဝင်73စီအခက်အခဲဖြစ်ပေါ်နေပေမဲ့စစ်ကော်မရှင်ကတော့လေရင်အသုံးပြုပြီးအရိကထတတ်တော်ထိန်းချုပ်ထားတဲ့ဒေသတွေအပါအဝင်တော်လန်ကြီးအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေကိုနေ့စဉ်နဲ့အမျှလေကြောင်းကနေဘုံကျဲချနေရကြောင်းအဖြစ်မဲ့အယက်သားပြည်သူတွေနေ့စဉ်သေဆုံးမှုဖြစ်ပေါ်နေတာဖြစ်ပါတယ်မ30ရခိုင်ပြည်စစ်တွေမြို့နယ်တွင်စစ်ကောင်စီနှင့်အာရခတတော်တို့ကြားမတ်လနောက်ဆုံးသတိမှတ်မှစားလီတိုက်ပွဲဖြစ်ပွားနေပြီးလက်ရှိတိုက်ပွဲအရှိန်မြင့်တက်လာနေကြောင်းစီရေးသတိရင်းမြများထံမှသိရပါတယ်။စစ်တွေတိုက်ပွဲမှာမြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမဟုတ်ပေနှစ်ဖက်အပြန်အလှန်လက်နက်ကြီးများဖြင့်တိုက်ခိုက်နေခြင်းဖြစ်ပြီးစစ်ကောင်စီဘက်ကလေကြောင်းဒရုန်းများကိုအဓိကအသုံးပြုနေပါတယ်။နှစ်ဖက်ပစ်ခတ်မှုများမှာနေ့စဉ်ရှိနေပြီးယမန်နေ့မတ်လ29ရက်ကစစ်ကောင်စီဒရုန်းတစင်းကိုအာရခတပ်တော်ကပစ်ချနိုင်ခဲ့သည်ဟုအေနှင့်နီးစပ်သည့်သတင်းရင်းမြစ်တို့ကပြောပါတယ်။စစ်တွေမှာတော့နှစ်ဖက်ပစ်တာတွေကရပ်သွားတယ်လို့မရှိသလိုဖြစ်လာတယ်။ပြီးတော့စစ်ကောင်စီဘက်ကလည်းနေတိုင်းလက်နက်ကြီးရောလေကြောင်းရောဒရုန်းတွေနဲ့ပါအမြဲတိုက်ခိုက်မှုတွေရှိတယ်။ပစ်တာကတော့အပြန်လန်ပေါ့။မနေ့ကလေစစ်တပ်ဘက်ကဒရုန်းနဲ့လာပစ်လို့တပ်တော်ဘက်ကဒရုန်းတစည်းပစ်ချလိုက်နိုင်တယ်လို့ကြားတယ်။ဟု၎င်းကပြောပါတယ်။တိုက်ပွဲဖြစ်ပွားမှုနဲ့အတူစစ်ကောင်စီကပုံနာကျွင်းရသေးတောင်စသည့်စစ်တွေမြို့နယ်အစပ်နေရာများကိုလေကြောင်းတိုက်ခိုက်မှုများလည်းတိုးမြင့်လှုပ်ဆောင်နေကြောင်းသိရပါတယ်။မလ28ရက်29ရက်နေ့တွင်ရသေးတောင်မိုးဆဲကျွင်းပုံနာကျွင်းစစ်တွေအစပ်ဝါဘိုအပါဝင်ကြီးဝါချို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။စစ်တွေမြို့အနီးတိုက်ပွဲကြောင့်စစ်ကောင်စီကမြို့တွင်းလုံခြုံရေးကိုတိုးမြင့်ထားပြီးဒေသခံများမှစားဝတ်နေရေးအတွက်လက်နက်ကြီးတမ်းများကြားရုံးကန်လှုပ်ရှားနေကြရသည်ဟုပြောကြပါတယ်။လက်နက်ကြီးတွေပြည့်အတန်တွေအခြေကြီးကြားနေရလေစားဖို့တောက်ဖို့လို့တော့ဒီတိုင်းပုံမှန်လိုသွာလာလုတ်ကင်နေကြရတာပါပဲဟုစစ်တွေမျိုးကန်အမျိုးသမီးတို့ကပြောပါတယ်စစ်တွေမျိုးမှာဒေသခံအများပြားစီနေပြီးစစ်ကောင်စီပိတ်ဆို့ထားမှုကြောင့်အခြေခံလက်လုံးလက်စားများမှာအခက်ခဲများစွာရှိနေကြပါတယ်လက်ရှိစစ်တွေမျိုးမှာပုံမှန်သွာလာလှူရှားနေထိုင်နေကြသည့်အနေအထားဟုဆိုနိုင်တော်လေမြေပြင်တိုက်ပွဲပြင်းထန်လာပါကဒေသခံများ၏လုံခြုံရေးမှာစိုးရိမ်စရာကောင်းနေပါတယ်